အားလုံးပဲမင်္ဂလာပါပြည်သက်ကြီးတို့ရေအချစ်တော်လေးကျမဆန်နီကနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါရစေနော်တက်ဆက်ဖိနေကြကျမရေးပညာပေးအစီအစဉ်လေးစတင်ဖို့အချိန်လေးရောက်ရှိလို့လာပါပြီရှင်ဒီနေ့မှာတော့ဆန်နီကကျမအပါဝင်အမျိုးသမီးများတီကောင်စားပတ်တယ်လို့ဖြစ်ကတထွန်းထွန်းဖြစ်သွားစေမယ်တမချင်းလေ့ကျင့်ခန်းနည်းလမ်းများကိုကျမရဲ့အရာတီအောင်စားပြပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါစီမျောနားထောင်ပေးကြပါအောင်နော်ဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီး channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်ကျမရဲ့အစီအစဉ်လေးစတင်လိုက်ကြရအောင်ပါရှင်ပထမအချက်ကတော့ညဉ့်ညဉ့်သားသားရှိပါစေရှင်ကျမရဲ့လေ့ကျင့်ခန်းများဆင်နွှဲတော့မယ်ဆိုရင်စအုပ်အနေနဲ့လက်ချောင်းလေးကျင်ကန်ကြီးကိုနေဘက်အဆောင်စတင်ပေးရရဆိုတာသိပြီးသားဖြစ်မှာပါရှင်ဒီနေရာမှာညဉ့်ညဉ့်သားသားရှိဖို့လိုပါတယ်နော်ဒါမှသာစက်တီးမွေးခြင်းပေါင်းများစွာနဲ့ကျမရဲ့လေ့ကျင့်ခန်းကြီးစားလိုက်ပါတော့လားလို့ပြောလာမှာပဲဖြစ်ပါတယ်ရှင်ဒုတိယအချက်တမကြွချင်စိတ်ပိုလာစေမဲ့စကားများကိုရွေးပြောပြပါဒီအချက်ကိုတော့ကိုကိုတို့နားလည်တတ်ချမ်းမယ်ထင်ပါတယ်ရှင်ကျမရေးလေးချင်းကန်းကြီးဆင်နွှဲတဲ့အခါချင်းမွန်းဖို့မမေ့နဲ့နော်သူများနဲ့ဘလို့မတူတာဘလို့ထိမိခွေနေတာဝင်းချင်းထက်ချင်းအချစ်လန်ခေကဘလို့ဆိုတာကိုပြောပြပေးခြင်းဖြင့်ပုံမကောင်းမွန်တဲ့ကျမရေးလေးချင်းကန်းကြီးကိုရရှိစေပါရရှင်နောက်ဆုံးအချက်ကတော့အချစ်လိုင်ကောင်အတွင်းရောက်ရှိနေရယူသွားတဲ့အခါကျမရဲ့အရာလှရှားတာမျိုးတန်ပြီးမစတင်သေးပဲခဏလောက်ငြိမ်သက်ထားပေးရပါမယ်ရှင်ဒါမှသာဖို့ကြီးကထိမရအောင်ကျမရေးလေးချင်းကများတိတိတသာလိုက်ဖို့ကစတင်ကျင်လာပါလိမ့်မယ်နော်ဒီအချက်တွေကိုခရီးဒီဇိုင်းလိုက်နာမယ်ဆိုရင်ကိုကိုကြီးကျမပဲရှာချွေးမယ်နည်းနည်းညံ့ကျမရေးလေးချင်းကသာလောက်ပါလို့ပြောလာပါလိမ့်မယ်နော်ကဲကိုကိုကြီးဒီနေ့ဆန်နီလေးပြပြခဲ့တာကတော့ကျမရဲ့အသိပညာပေးတစ်ခုများသာဖြစ်ပါတယ်နော်နောက်ရတင်ပါလေအခုလိုမျိုးကျမရေးဆိုင်ရာအသိပညာများကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရန်ချစ်ပါတယ်နော်တဒါ